ဒီနေရာမှာကန်ဂျမာကတော့အာဆင်နယ်အသင်းကိုမျက်နှာသာပေးနေတယ်လူတွေအားလုံးကပြောနေကြတယ်အာဆင်နယ်အသင်းက Sporting Lisbon ကိုနိုင်မယ်ဆီမီဖိုင်နယ်ကိုတက်မယ်ဆီမီဖိုင်နယ်မှာဘာစီလိုနာနဲ့တွေ့မယ်ဘာစီလိုနာက 80 ကိုနိုင်ပြီးတော့ဘာစီလိုနာနဲ့အာဆင်နယ်နဲ့ဆီမီဖိုင်နယ်မှာကန်မယ်အာဆင်နယ်ကဘာစီလိုနာကိုရှုံးမယ်ရှုံးပြီးတော့ဘာစီလိုနာကဖိုင်နယ်ကိုတက်သွားမယ်လို့လူတွေအားလုံးကတညီတညွတ်နဲ့ပြောနေကြတယ်ဒါပေမဲ့ကန်ဂျမာအလှည့်ပြောင်းအရာဘာစီလိုနာက 80 ကိုရှုံးပြီးတော့ကွာတာလိုက်လှည့်ပြန်ပြီ80ကိုကတော့ဆီမီဖိုင်နယ်ကဒီ Sporting Lisbon နဲ့အာဆင်နယ်နဲ့နိုင်တဲ့အသင်းနဲ့တွေ့မယ်အာဆင်နယ်အသင်းကလည်းကျွန်တော် Sporting Lisbon ကိုအဝေးဘက်မှာ 1-0 နဲ့နိုင်ခဲ့တယ်အခုအာဆင်နယ်အိမ်ဝင်းမှာလည်းအာဆင်နယ်ကနိုင်မယ်လို့မျှော်လင့်လို့ရတယ်ဒီအတွက်ကြောင့်အက်တလက်တီကိုနဲ့ဆီမီဖိုင်နယ်ကစားရမယ်ဒီနေရာမှာချွေဆန်းကောင်းနိုင်တဲ့ဖလားမရနိုင်ဘူးဆိုတာတကယ်မှန်တယ်မန်စီးတီးတို့အရန်ကောင်းတယ်မန်စီးတီးတို့အရန်ကောင်းမယ်ဆိုပေမဲ့လူရဲကိုရှုံးပြီးတော့ထွက်ခဲ့ရတယ်ညကစားသွားခဲ့တယ်အီတီကိုနဲ့ဘာစီလိုနာပွဲမှာကျွန်တော်ကြည့်ခဲ့တယ်ဘာစီလိုနာရဲ့ play style တကယ်ကိုကောင်းတာဘာစီလိုနာမှာဆိုရင်ရာမဲလာမဲတို့ဒန်နီအိုမိုတို့ဖာရန်တော်ရက်တို့ဂါဗီတို့ပက်ထရီတို့သူတို့တွဲလုံးတွေအချိတ်ဆက်တွေအရန်ကောင်းတယ်တူတယောက်ချင်းစီက individual skill တွေရှိပြီးတော့ဘောလုံးကိုနိုင်နေနဲ့ကိုပိုးရှားဖြစ်ဖြစ်နဲ့တကယ်ကိုကစားသွားနိုင်တယ်အီတီကိုမှာတကယ်ကိုကျွန်တော်ကြိုက်တဲ့အချက်ကအီတီကိုကဘောလုံးကို press ပေးတဲ့နေရာမှာ3ရောက်လောက်ကိုအဲ့ press ကိုနိုင်နဲ့ပေးတယ်တယောက်ပြည့်နောက်တယောက်ကဖြတ်ပြီးတာဒါအာဒီကစားပုံကအာဆင်နယ်အသင်းရာသီအစားကတဲ့ကစားပုံနဲ့ဆင်တယ်အာဆင်နယ်အသင်းယာဒီအစတော့အရန်ကောင်းခဲ့တယ်ဘယ်အသင်းလာဘယ်လိုအသင်းမျိုးကဘာမှမဘယ်လိုအသင်းမျိုးလာအာဆင်နယ်ရှင်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းရဲ့ခြေစွမ်းခြေစားတွေရှိတယ်ဒီချိန်မှာတော့အာဆင်နယ်အသင်းကယာဒီအစအောင်ပုံစံမျိုးခြေစွမ်းမျိုးတော့မဟုတ်ခဲ့ဘူးဒီလိုကြောင့်ကျွန်တော်နည်းနည်းစိုးရိမ်နေအာဆင်နယ်အသင်းကန်ဂျမာကတော့အာဆင်နယ်အသင်းကိုမျက်နှာပေးတယ်အာဆင်နယ်အသင်းကအသင်းနဲ့မတွေ့ဘူးတကယ်လို့အာဆင်နယ်အသင်းကဒီလီဗာပူးတို့မန်စီးတီးတို့ PSG တို့ဘိုင်ယန်တို့ရီယယ်တို့ဒီလို bracket ထဲတော့ရောက်သွားပြီဆိုရင်အာဆင်နယ်အသင်းရှုံးတော့မှလည်းပြုတ်ကောင်းပြုတ်နိုင်တယ်ဒီကွာတာမှလည်းပြုတ်ကောင်းပြုတ်နိုင်တယ်ဒီစီမီတောင်မှရောက်ချင်မှရောက်နိုင်တယ်ပေါ့နော်အခုချိန်မှာတော့ကျွန်တော်တို့ဒီ Sporting ကိုနိုင်ပြီးတော့ဒါစီမီကိုရောက်မယ်ဆိုတော့ကျင်းသေးပေါက်မဟုတ်တော့မှ 100% မဟုတ်တော့မှ 80% 90% ကတော့ Arsenal နဲ့ semi final ကိုရောက်မယ်ဒါတေးကြတယ်ဒီ Sporting Lisbon တော့ရှုံးပြီးတော့ဒီ semi final ကိုမရောက်သွားဘူးဆိုတေးကြတယ်ဒီ bracket ဒီ Real bracket ထဲရောက်ပြီဆိုတေးကြတယ် Arsenal အသင်းကရှုံးထွက်မှလည်းပြုတ်နိုင်တယ်ပေါ့နော်ဒါကျွန်တော်နည်းနည်းတော့စိုးရင်စာပြုတဲ့အနေထားကတော့ဒီ Arsenal အသင်းရဲ့ခြေစွမ်းခြေစာလေးတွေပဲဒါကိုကျွန်တော်တို့ဘယ်လိုပြင်ဆင်မလဲ Arsenal အသင်းရာသီအစအဆုံးမှာမျိုးခြေစွမ်းမျိုးပဲကျွန်တော်လိုချင်တယ်ဒီထက်ကောင်းတဲ့ခြေစွမ်းမျိုးလည်းမလိုဘူးရတယ်ရာသီအစအဆုံးမှာရှိခဲ့တဲ့ခြေစွမ်းမျိုးကရှိနေဘယ်အသင်းကကျွန်တော်ဖြုတ်မယ်ကျွန်တော်ရင်ဆိုင်ရဲတယ်အခုနေထားကကျွန်တော်အချိန်လုံးကမျိုးခံစစ်တွေလည်းမကောင်းတော့ဘူးအခုခံစစ်ဆိုရင် individual အမားလေးတွေအများများလာတယ်ဒီကိုယ်လန်မှာဆိုရင်လည်းအရင်လိုမျိုးဒီ work load တွေအားနေလာတယ်ပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့ရဲ့ဒီ attacking ဘိုင်းကအသက်ကင်းဆောင်ကဒီ right wing ငါရောလက်ဝင်ငါတွေရောဒီ center forward တွေရောဒီအကုန်လုံးကဟိုတော်တော်လေးကိုညံ့တယ်အချိန်လုံးကဆိုရင် Martinelli ရှိမယ်စာကာရှိမယ်ဒီ Yogurt တို့ရှိမယ်သူတို့က pass ပေးတဲ့နေရာမှာတကယ်ကိုကောင်းတယ်အသင်းရဲ့စုစုစည်းစည်းနဲ့တင်းဝက်ရှိရှိနဲ့ကစားတယ်အခုချိန်မှာကျွန်တော်တို့မြင်တွေ့ရတာတင်းဝက်လည်းမရှိတော့ဘူးအချိန်လိုမျိုးစုစုစည်းစည်းနဲ့ကစားရလည်းမတွေ့ဘူး individual ဘီဂျူရဲ့အမားလေးတွေအရန်ခက်ဆက်စိတ်လေးတွေများလာတယ်ဒီတော့ကြောင့်ဓာတ်တွေကိုပြင်ဆင်ဖို့လိုတယ်ဒီအရာတွေက pressure တွေလားကျွန်တော်တို့ဒီ winning mentality မရှိတဲ့အတွက်နောက်ဆုံးမိဖလားရကလေးရာသီသိန်းကနေမှာ pressure တွေဝင်ပြီးတော့အပြင်ရဲ့ PR တွေဒီ breaker fan တွေရဲ့ပြောစကားတွေသူတို့ကိုသူတို့ဖလားရကလေးမျိုးဒီ PR တွေများလာလို့မြန်ဒီလိုမျိုးလေးတွေခြေစွမ်းတွေရိုင်နဲ့လာပေါ့ဒီလိုခြေစွမ်းတွေရိုင်နဲ့လာပြီဆိုရင်သိကြတယ်ကျွန်တော်တို့အသင်းရှေ့ပွဲတွေမှာလာမယ့်ပွဲတွေမှာကျွန်တော်ဆက်ပြီးရှုံးမယ်ဆိုရင်ကျွန်တော်တို့အသင်းဖလားရဖို့ကတော့တော်တော်လေးကိုမလွယ်တော့ဘူးနည်းနည်းလေးတော့စိုးရင်စားပြုတ်လာပြီဒီတော့ဒီဟာလေးကိုပဲပြင်ဆင်ပြီးတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဒီနေရာမှာ next time ကိုပြောမှဆိုရင် Sporting Lisbon က Arsenal ရဲ့ညာချမ်းဘက်ကနေပြီးတော့ဒီကဥတီပြီးတော့ဖောက်တယ်ဒီညာချမ်းဘက်မှာဆိုရင်ဒီ Arujo တို့ရှိတယ် Poti တို့ဒီ Luis Suarez တို့တွဲလုံးအနေနဲ့ Arsenal ကိုချိတ်ဆက်မိနဲ့ Arsenal ကိုကန်သွင်းပြီး Arsenal ကိုရအောင်ကြိုးစားနေတဲ့နေရာတွေ့တယ်ပြီးရင် Sporting Lisbon ကနေပြီးတော့ဒီ direct attack တွေနဲ့ကစားရတယ် vertical pass တွေနဲ့ပေးတယ်ဒါလေးတွေကို Arsenal အသင်းကတေချာလေးဂရုတစိုက်နဲ့ကစားရမယ် Arsenal အသင်း shot တွက်မယ်ဆိုရင်တော့တေချာလေး Arsenal အသင်းခံသွားနိုင်တယ် Arsenal အသင်းဒီကွာတာကနေလှည့်ပြန်သွားနိုင်တယ်အာဆင်နယ်အသင်း shot တွက်လို့မရဘူးညီကိုတို့ကရောဒီပွဲမှာဘယ်လိုမြင်လဲကျွန်တော်ကတော့ဒီပွဲမှာဆိုရင်အာဆင်နယ်အသင်းက 2-0 3-0 တောင်းမို့ 3-1 လောက်နဲ့အာဆင်နယ်နိုင်သွားမယ်လို့မြင်တယ်ညီကိုတို့ကရောဒီပွဲမှာဘယ်လိုမြင်လဲအာဆင်နယ်အသင်းဘိုးဘလောက်နဲ့နိုင်မယ်လို့မြင်တယ်ညီတို့အမြင်လေးကိုပြောပြပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်